HIV ပိုးရှိနေတယ်ဆိုတာသိလိုက်တဲ့နေရာစပြီးကျွန်တော်တို့ဘဝမှာအပြောင်းအလဲတွေစဖြစ်လာခဲ့ပါတယ်အကြောက်တရားတွေချစ်ရသူတွေအတွက်ပူပန်မှုတွေလူတွေရဲ့အမြင်တွေခွဲခြားဆက်ဆံခံရတာတွေဒါပေမဲ့ကျွန်တော်တို့တွေဟာပိုးမရှိသူတယောက်လိုရှေ့ဆက်နိုင်တယ်ဆိုတာသက်သေပြဖို့မျှော်လင့်ချက်အလင်းရောင်တစ်ခုရှိလာခဲ့ပါပြီ။ HIV ပိုးနဲ့နေထိုင်သူတယောက်က ART ဆေးကိုမှန်မှန်ကန်ကန်ဆွဲဆွဲမြဲမြဲတောင်းမယ်။ကုသမှုခံယူမယ်ဆိုရင်ပိုးကောင်ရဲ့ပမာဏကိုထိန်းထားနိုင်တယ်။ဒါဆိုရင်လင်ကားတစ်ဆင့်ကူးစက်နိုင်ခြင်းမရှိသလောက်နည်းသွားပြီတဲ့။ကျွန်တော်တို့တွေအရင်လိုချစ်ချင်းမြတ်တာတွေပျော်ရွှင်ရင်မောမှုတွေအပြည့်နဲ့ပိုးမရှိသူတယောက်လိုပဲဘဝကိုရှေ့ဆက်ဖြတ်သန်းမှာတော့မယ်။ရှေ့ဆက်တို့အတူYou equals you